နိဗ္ဗာန်ဆိုတာပူခြင်းနာခြင်းသိခြင်းမရှိနောက်တစ်ဖန်ပရိတန်တိမတီအဖြစ်ဟုသောပြည့်စွဲသောအယူဆဖြင့်ဓမ္မကတိကနှင့်တရားစခန်းများအပါအဝင်ယဟန်တန်ဃာများကထိုကဲ့သို့အယူဆရှိကြပါတယ်ဖေဟာမြတ်စွာဘုရားကပြည့်စွဲသောအယူဆရှိသူကိုဩစေတာဒိဋ္ဌိမှားယွင်းသောအယူဆရှိသူဟုဟောကြားထားပါတယ်ဖေဟာထို့ကြောင့်ထေရဝါဒယဟန်တို့သည်မြတ်စွာဘုရားလူကြနိဗ္ဗာန်ကိုနောက်တမလွန်အယူဆတွေဖြင့်လူတွေကိုလှည့်ပြားနေဟုယူဆမိပါတယ်ဖေဟာမြတ်စွာဘုရားလူကြသာသနာသည်လူတို့ရဲ့ပြစ္ဆုတ်ပံတက်တဲ့အလုပ်တွေကိုပဲအဓိကလှုပ်ဆောင်ခြင်းဖြင့်လူဖြစ်သောလူဖြစ်ရကြိုးနှက်စေရန်အဆုံးအမဖြစ်သည်ဟုယူဆမိရတယ်ဖေဟာဒါကြောင့်နိဗ္ဗာန်ဆိုတာလူတွေကိုသက်ရှိထင်ရှားဖြစ်စေကုသိုလ်ဖြစ်သောကောင်းမှုတွေရရှိစေပြီးအကုသိုလ်ဖြစ်သောမကောင်းမှုတွေမတွေ့ရမမြင်ရစေရန်ဖြစ်ပါတယ်ဖေဟာယနေ့မြန်မာနိုင်ငံသည်ကမ္ဘာအဆင်းရဲဆုံးဖြစ်သလိုအကုသိုလ်အများဆုံးလည်းဖြစ်ပါတယ်ဖေဟာဒါဟာကုသိုလ်တရားတွေနည်းပြီးအကုသိုလ်တရားတွေများနေကြောင်းလက်တွေ့ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်ဖေဟာထို့သောအကုသိုလ်တွေဖြစ်နေရခြင်းသည်တဏှာဆွဲဒိဋ္ဌိဟုသောအယူမှားအမှတ်မှာအတိမှာပေါ်ตาရသောသမှုတရားတစ္ဆာအစွဲမပယ်နိုင်သောကြောင့်ဖြစ်ပါတယ်ဖေဟာဒုက္ခတစ္ဆာယဒုက္ခဖြစ်ကြောင်းမသိ၍ဒိဋ္ဌိဟုသောအလုံးမှာအတိမှာตาရမှုအမှားဆွဲလန်းမှုအမှားတွေပေါ်မှာသမှုတရားတစ္ဆာယပျော်ငွေ့နေကြခြင်းဖြစ်ကြောင်းတွေ့မြင်ရပါတယ်ဖေဟာထိုကဲ့သို့မှားယွင်းသောအလုပ်များကိုဒိဋ္ဌိ62ပါးမှာမြတ်စွာဘုရားကဟောကြားခဲ့ပါတယ်ဖေဟာဓမ္မဇာလတုတ်မဟာတိလမှာလည်းဖီလာတက်ဟူ၍တိလ9မျိုးကိုဟောကြားခဲ့ပါတယ်ဖေဟာထို့ကြောင့်ထေရဝါဒယဟန်တို့သည်ဒိဋ္ဌိ62ပါးကိုကိုယ်တိုင်ပါဝင်ယူဆနေသလိုဖီလာအတက်ဖြင့်ပြောဆိုနေမှုများစွာရှိနေသည်ဟုယူဆမိပါတယ်ဖေဟာဆရာတော်ဘုရားရဲ့အမြင်ကိုလည်းဟောကြားပေးတော်မူပါဖေဟာ